也见我们你那开灯送少爷，这破不买了，ဒါကိုဘာလို့ခေါ်ပါသလဲသူတို့ကတော့ဆန္ဒထုတ်ပေါ်တာလို့သုံးလုံးပါတယ်လူအုပ်ကလူဦးရေ100ကျော်လောက်ရှိပါမယ်ရှေ့ဆုံးကဥဆောင်လာတဲ့ဘုန်းကြီးကိုလူအများမြင်ဘူးကြလိမ့်မယ်ထင်ပါတယ်သူကပောက်ကိုတော်လို့ခေါ်တဲ့ဥရိယဝန်သားပါသင်္ကန်းဝတ်ထားပြီးတော့ယဟန်ဘွဲ့ခံယူထားပေမဲ့သူဟာပြူစောတိအဖွဲ့ရဲ့စစ်ကောင်းဆောင်တစ်ယောက်ပါပြူစောတိတွေကိုလူဦးရေတိုးပေါအောင်စုဆောင်းရမှာသူပါဝင်ပါတယ်လက်နက်ဝယ်ဖို့ငွေကြေးအလှူခံတာထောက်ပံ့တာတွေသူလုပ်ပါတယ်အဲ့ဒီပောက်ကိုတော့ဥရိယဝန်သားနဲ့ကမ်ဘလူဥဟာသွားတို့ဟာရွာတွေကိုမီးရှို့ဖို့စီစဉ်ညွှန်ကြားရမှာတောင်မှကိုယ်တိုင်ပါဝင်တယ်လို့သတင်းတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်ပါတယ်သူတို့ရဲ့ပြောဆိုချက်တွေကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ဖြစ်နိုင်လောက်တယ်လို့ယုံကြည်စရာအခြေအနေတွေရှိပါတယ်သူတို့ဟာကိုယ်တိုင်စစ်တပ်နံပေးတဲ့နေရာတွေမှာလည်းပါဝင်ပါတယ်ပောက်ကိုတော့ဟာဘိုးချုပ်မင်းအောင်လှိုင်ကိုတောင်မှရဲရဲဆက်ဆက်ပြက်ပြက်သားသားမလုံလို့မတိုက်လို့ဆိုပြီးတော့ရွာတွေကိုပြကြအောင်မြို့တွေကိုပြကြအောင်ခလုံးနှိပ်ပါတော့လို့ပြောတဲ့သူတယောက်ပါဒီတော့သူဟာသင်္ကန်းချုပ်ထားပေမဲ့စစ်ဖို့တယောက်လို့ပြောရင်မမှားပါဘူးပြူစောတိဖို့တယောက်ပါကားတွေပေါ်ကနေပြီးတော့ဆင်းပေးပါဦးစင်းတို့မန္တလေးမြို့ကြီးကိုဘယ်လောက်ထိချစ်တယ်ဆိုတာကိုပြသရမယ်ခွဲဖြစ်တဲ့အတွက်ကားပေါ်ကနေအားလုံးဆင်းပြီးတော့တန်ဃာတွေနောက်ကနေပြီးဒီလားလို့ဦးစင်းကဒီနေရာကပြောချင်ပါတယ်ပောက်ကိုတော့လမ်းပေါ်ထွက်လာတာကိုသင်္ကန်းကြည့်ပြီးတော့တန်ဃာတွေဆန္ဒပြတယ်လို့ရိုးရိုးတွေးလို့မရပါဘူးမကွေးတိုင်းပခုတ်ကူခရိုင်ပေါက်မြို့နယ်ဘက်ကပြူစောတိစစ်ဖို့ကမန္တလေးတက်လာပြီးတော့သွေးထိုးလှုံ့ဆော်နေတာပါအဲ့ဒါလို့ပြူစောတိစစ်ဖို့ကမန္တလေးမြို့ပေါ်တက်ပြီးတော့လှုံ့ဆော်တယ်ဆိုတာကဘယ်လိုအဓိပ္ပာယ်ထွက်ပါသလဲပြူစောတိလှုပ်တဲ့သွေးထိုးလှုံ့ဆော်ပွဲမဘာသာလှုပ်တဲ့သွေးထိုးလှုံ့ဆော်ပွဲကိုကြည့်ပြီးတော့စစ်ကောင်စီနဲ့ဘာကြောင့်ချိတ်တွဲဆက်ဆက်တယ်လဲလို့မေးတဲ့သူရှိကောင်းရှိနိုင်ပါတယ်တကယ်တော့အဲ့ဒီချက်ကရှင်းပြစရာတောင်မှမလိုတော့အောင်တိတ်ကိုရှင်းလင်းပါတယ်အခုချိန်မှာစစ်ကောင်စီရဲ့အလိုဆန္ဒမပါဘဲနဲ့ဘယ်သူမှလူစုလူဝေးနဲ့လမ်းပေါ်ကိုထွက်လို့မရပါဘူးတခြားလူငယ်တွေလမ်းပေါ်ထွက်ရင်တနက်နဲ့ပြစ်ကားနဲ့လိုက်တိုက်နေတာကိုအားလုံးအသိပဲဖြစ်ပါတယ်တချို့ကပောက်ကိုတော်တို့မဘာသာမပုတုတို့ကဘိုးချုပ်